ကန်လိုရဥက္ကဋ္ဌတောင်းလို့သုံးဘေးလာတခြားမီးရဲ့သူတွေလည်းဒီလိုပဲပြောကြရတယ်နော်ဒီမှာကျွန်တော်ပြောကိုရကန်တော့ပဲသုံးတယ်ကန်သုံးတယ်လက်ကျဲပါကိုကြီးတစ်ချက်တော့မေးလို့ရမှာဘယ်လိုစမိသွားလဲကျွန်တော်အုံမီရပါမသိဘယ်သူတွေလာဖို့อ่ะဖမ်းလာပြီလားနောက်တစ်ခါဖမ်းညိုက်ပါဟိုကျွန်တော်ညောင်းတော့ဘုံညောင်းနဲ့ဝင်ပုံနေညောင်းနေဝင်ညောင်းနဲ့ဝင်ပုံနေအဲ့ညောင်းနဲ့ဝင်ပုံနေကျွန်တော်တို့ရှာလို့တွေ့ပြီးတော့ညီလေးခိုင်းနေတယ်ပါလားဟုတ်လားရက်ကွက်ရအဲ့ဆိုနည်းနည်းလေးတွေ့တော့ပြလားဘယ်လိုတွေ့ရပုံလဲလေးချက်လောက်ကျွန်တော်အိမ်မှာဟိုအဲ့ကနေပြီးတော့ကျွန်တော်ဒီစစ်တပ်ဝန်ဘက်မှာမြောက်ဒီစစ်တပ်ဝန်ဘက်အဲ့ကနေလူတွေ့လို့ဆိုရင်လိုက်ရှာနေကျွန်တော်နောက်ဆုံးအိမ်မှာဓမီနဲ့လိုက်ရှာရင်းနဲ့အဲ့အောက်မှာကိုတူတူဆိုင်အိမ်မှာဓမီနဲ့ထိုးလိုက်တော့အဲ့မြောင်းအောက်မှာပုံးနေတာတွေ့တော့အဲ့ကနေကျွန်တော်ဝိုင်းဖန်လာဟုတ်တယ်ကြောက်ရပုံးလားကြောက်ပြီးတော့ပုံးအောင်ခင်ဗျအရင်မူလာခုနမူးနေရပြဘာလို့ကြောက်မူးနေဘာလို့ကြောက်ခင်ဗျဘာလုပ်နေရမလို့ကြောက်ဘာမှမလုပ်ဘူးကြောက်အဲ့ဒါလေအဲ့ဆိုအခုဘယ်မှနေရလဲမသိတရားကားတယ်ရတရားကားတယ်ကြောက်ရောတရားကားတယ်လဲကြောက်ကြောက်တရားကားတယ်ကြောင်ကြောင်မြောင်းနေဒီကိုပါလို့လာလေကောင်းပါလေကားမောင်းတာအခုကားပါပါလေဟိုအင်ဂျင်ဖြူကန်တော်ရဲ့အင်ဂျင်ဖြူအရက်ဆိုင်ဖုန်းနံပါတ်ရှိလို့ရှင်ကျွန်တော်ချက်ပြောပြသူအင်ဂျင်ဖြူအရက်ဆိုင်နေပြီးအရက်ဝယ်တောက်တယ်လို့ပြောပါအဲ့ဆိုင်ဖွင့်လားမဖွင့်လားသိရမှာဒီအချိန်မှာဘယ်ဆိုင်မှမဖွင့်ဘူးအခုကားဘယ်နားလေးပါလဲအခုကားဘယ်နားလေးပါလဲဘယ်ကွင်ရမြမကုံကြီးမှာအေးမြမကုံကြီးအေးမှာကားကမြမကုံကြီးမှာဟုတ်ကဲ့မြမကုံကြီးအေးရဆိုတာဘယ်နားလေးလဲကန်လိုလေးကျွန်တော်လေးပါဒီမှာလေမဟုတ်ဘူးလားဒီဟောအခုကမြမကုံကြီးအေးရမှာကားထားပြီးတော့အင်းကြီးပြုံမှာအရက်ဝယ်တောက်တယ်ဟုတ်တယ်ပြီးတော့ဒီဘက်ထိပ်ကိုရောက်လာတာလားလိမ့်စာလေးကိုလိမ့်စာတစ်ချက်ပြန်ပြောပေါ့ဗျာအခုလိမ့်စာတစ်ချက်ပြန်ပြောပေါ့တရားကားတယ်ဟုတ်ပြီရောအဲ့လိုမပြောဒီပဲတယ်လီမွေးရဝေးရဟာဟုတ်လေဒီပြောတယ်ကိုယ့်အိမ်ကိုတော့တွေ့ရမယ်တရားကားတယ်150လား152တရားကားတယ်ဟုတ်ကဲ့ပြီးတာကိုအခုသူကားအောင်တာလားလာနေလားအမှန်သားလို့ပြီးမှာပဲဒီတိုင်းလာပြကိုမောင်းနေတယ်ဘယ်လိုလဲပြောတာဟုတ်ပြီကွာကျွန်တော်တောင်းဆိုကျွန်တော်ခုအမှန်သားလုပ်ပြီးမှဖြစ်ဖြစ်မယ်ယူဘဝတော်3နှစ်မှင်နေတာရှိတာသူ့အဲ့လိုမျိုးတုတ်ထားပြီးမှပြန်ဘာဖြစ်လို့ဆိုတော့ဒီလူကျွန်တော်တို့ဒီရက်ကွက်တယ်ဒီရှင်ရောက်လာဆိုတဲ့ကမုန်းမမှန်တာပါဟုတ်လေကြောက်ကောင်းကောင်းလေကားမောင်းတာခင်ဗျဒီရှင်မောင်းကြဘာကြောင်းရှိရှင်းနိုင်မာရှယ်တော့ထုတ်တာများမသိဘူးမသိဘူးမသိဘူးဆိုတဲ့အကြောင်းမရှိဘူး20ကားမောင်း20ကားမောင်းပြီအခုအဲ့ဒီရောက်မမှန်တော့နော်ခဏသူခေါ်တဲ့သူကလေသူနဲ့ပေါင်းကြံတာသူဖြစ်နေမှာအခုနိုင်ငံရေးချိန်ညာတည့်ရတိုင်းပဲတယောက်ထဲလုံနေကြတယ်သူမျိုးတခြားရက်ကွက်တွေဆိုရောက်လာလူအုပ်စု30လောက်နေလာတာသူတယောက်ထဲလာလည်းမဖြစ်နိုင်ဘူးသူတယောက်ထဲကြံတာလည်းမဖြစ်နိုင်ဘူးဟုတ်ဘယ်လိုလဲခဏလေးနော်ကိုအင်ဂျင်ဖြူတိတယ်ဆိုတာဒီမှာလာတောက်နေကြတာကြောင်ပြောင်းနေဒီမှာလာတောက်နေကြလားဒီမှာကောင်းကောင်းတော့ရကားမှာမောင်းတာလေဘယ်ကွင်ရောဘာကားမောင်းတာလဲကားလေးခဏပိတ်ထားလိုက်ဆိုတာအဲကားသမားကိုကိုတို့ကဆန်းစစ်ရမှာလေဟုတ်ဒါပေမဲ့ဆောနာဘူးရက်ကွက်တည်း3-4ယောက်လာပြောတယ်လူကြီးပိုင်းနေတိတယ်ဆိုပြီးတော့သူ့ဟောဟုတ်စိုက်ကားလေးနင်းနေဆိုပြီးတော့တိတယ်ဆိုတော့သူ့ဆိုင်ကစားတယ်ဆိုတော့ကိုတို့ဘာလို့လုပ်အောင်မသိဘူးဟောမြင်မှုရဲ့လူ3ယောက်လာပြောတယ်ရက်ကွက်တည်းဟုတ်ဘလော့ရဲ့ကျွန်တော်ကဟိုတခြားဘာမှမလုပ်သူအမှန်သားတစ်ခုကိုလုပ်ပေးဖို့လိုတယ်ဘာလို့ဆိုသူနောက်နေ့ထပ်မရောက်နိုင်ဘူးပြောတာပြီးတော့သူနောက်နေ့တခြားနေရာသူမရောက်အောင်လို့ပြောဒီတကယ်လို့ဟိုတော့ပြင်ထွက်ပေါက်ရှိခပေါက်ရှိအဲ့ဒါကိုရေးထားပေါက်ရှိဒီလိုမျိုးတော့ဘုရားကတုံးတယ်တုံးတယ်ဟုတ်တယ်မြေပေါ်မှာရှင်နောက်လာတယ်အဲ့ဒါကန်တောင်လားကန်နောက်လားကန်ရှိခဏလေးလောကဝေးတော့မရှိဟုတ်တယ်ရိတ်ခန့်တာရိတ်ခန့်တာအဲ့ဒါဟိုဘက်ရက်ကွက်ဒီထဲမှာမင်းအဲ့လိုရေးရေးပြီးပြန်လွတ်တာကျွန်တော်အခုဒီမင်းရဲ့သူအကုန်လုံးကရုံးတုံးညခုံးဝင်းရိတ်ပြန်လွတ်ဒီလူညခုံးဝင်းရိတ်ခန့်တာဟုတ်ကဲ့ကျွန်တော်တို့ဒီပထမတော့ကတော့ဒီမင်္ဂလာတောင်ညွန့်ဖားစာပလာရောက်ကမှာတော်တော်ဆူညံသွားပါတယ်မိတယ်လို့ပြောပြီးတော့အင်ကြီးမီခိုးရောင်နဲ့ထွက်ပြေးသွားတယ်ဆိုပြီးတော့လည်းပြောကြတယ်ဒါပေမဲ့တရက်ကလုံးလိုက်ရှာပါတယ်အိမ်နောက်ဘေးလမ်းကြားတွေမှာလိုက်ရှာပါတယ်ဒါပေမဲ့ဘယ်သူမှမတွေ့ပါဘူးဘယ်သူမျက်မြင်တွေ့မိလဲလို့မေးကြည့်ပါတယ်ဒါပေမဲ့ဘယ်သူမှမျက်မြင်မတွေ့ပါဘူးဒါပေမဲ့အခုရက်ကွက်ရုံမှာတယောက်ကိုဖမ်းမိထားပါတယ်ဒါပေမဲ့ဒီဖမ်းမိထားတယ်ဆိုတော့တယောက်ကလည်းသူ့ကိုတီးရလို့3ယောက်လောက်ရှိရလို့ပြောတယ်သူကလည်းဒီဘက်မှာကားမောင်းနေကြလို့ပြောတယ်ဒါပေမဲ့တေးသေးချာတော့မသိပါဘူးခင်ဗျာဟုတ်ကဲ့စင်းပြီးတယ်ဘာလဲပြီးတဲ့နေရာမှာဘယ်နဲ့ထားခဲ့လဲပါလာပြီပြီးနေထားခဲ့ကျွန်တော်တို့ကစင်းကိုခြုံထဲမှာတွေ့ကျွန်တော်လက်ရှာရတဲ့ဒီညောင်းလေး
ဘူးတာဘူးလေဒီမှာဆိုင်နေပဲတော့ အခုလောလောဆယ်တော့သူ့တက်စီဟိုသူ့ရဲ့ဟိုကားအုံနာဆိုတဲ့လူတော့ခေါ်ထားပါတယ်ခင်ဗျာဟုတ် ကြောက်ကြအဲ့ဒါဝါလာဝါလာဝါလာတိုင်း ကျွန်တော်သိလို့ပေါ့ဗျာဟုတ်တော့ဘာမင်းပြောထားတော့ကောင်းနေတာဟုတ်တယ်ပါလေကောင်းနေတော့ဆမ်းကြဒီလိုသူ့တယောက်အတွက်တော့ရက်ွက်တစ်ခွဲလုံးတော့လုံးလုံးမဖြစ်သွားဟုတ်နောက်ဒီချိန်ကြီးနဲ့ထွက်တယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်ဒီပေါ်အလုပ်ကတော့ကျွန်တော်ထွက်တာကြာပြီပေါ့ဖုန်းညမနေနှစ်ခုဆိုပြီးတော့မဖုန်းလာကောင်းမဖုန်းလာကောင်းတော့ အခုဒီမှာလုံးတာမဟုတ်တော့ဘူး ကြာတော့ကြာပြီမှားတယ် အဲ့တော့အခုသူကအခုပေါင်းပြီးတော့ရက်ထားနေပါတယ်တဲ့ဒါဒီ ဒီကတော့ဘာဖြစ်ပါလဲအိမ်မှာထုတ်တာလည်းကြာပြီပဲလေအဲ့စကားပြောတော့ဟုတ်ခုနသူပြောတာခဏကောက်ပြီးတော့မောင်းတယ်မောင်းပြီးရက်ထားခဲ့တယ်ဘိုင်းကဒီထဲကိုရက်တော့ဝင်လာတယ်အဲ့ကျွန်တော်တို့ ဘုရားအဲ့လိုကျွန်တော်တို့နေတော့ ဟုတ်တယ်ဟုတ်တယ်နဲ့တွဲနေတာလေဟုတ်တယ်ဟုတ်တယ်ဟုတ်တယ် ဘုရားအလုပ်ထုတ်တာ ကားမောင်းတဲ့လူပြော ကြာတော့ကျွန်တော်အော်ပြောရှိပါလို့လာလာလေးရောရှိတယ်ဟုတ်ကဲ့ပါ အလုံးလုံးတော့ကြာလို့ ဟုတ်ကဲ့ပါ ကျွန်တော်ပြောတယ်ကာလာပိုင်းချဘယ်လောက်ကြာပါလဲကာလာပိုင်းချဘယ်လောက်ကြာ ကြာတော့ကြာကျွန်တော်တို့ဟိုဘာလို့စကားမပြောနဲ့ဘယ်နဲ့ပြောလဲသူများပြောနေဘာလို့ရှိလဲငါကြောက်တော့ရှိပြီ ဘေးက6နှစ် ငါကြောက်တော့ရှိဘုန်းကြီးကတော့နေခိုင်းတာတော့ဘုန်းကြီးကဒီတိုင်းတော့ အဲ့ဘုရားကျွန်တော်နေလို့ရမှာ ဟုတ်ကြဒီချင်းကဘုန်းကြီးကျွန်တော်ကလည်းကန်ဘုချိုတာ ဟိုတခြားတော့မေးပေးပါလား သူကကြောင်များမှနေတယ်တဲ့ ဟုတ်တယ်ရေတော့ကြောင်မှာနေဟုတ်တယ် ဟိုလေအခုအဲ့ဘုန်းကြီးကျောင်းမှာနေတာကို ဟုတ်အခုလက်ရှိ ဟုတ်ကဲ့ပါ နေနေတယ်အခုတော့နေခိုင်းလို့နေနေတယ် ဟုတ်တယ်ဟုတ်တယ် အဲ့ဘုန်းကြီးကျောင်းတော့ကျွန်တော်တို့ဆက်ပြီး ဟုတ်ကျွန်တော်ဖုန်းနဲ့ပြောတယ် အဲ့ဘုန်းကြီးကျောင်းဘုန်းဘောတော့ပြောဘုန်းကြီးလည်းကျောင်းနဲ့ဘုန်းကြီးဆုံးနေမှာပြော ဟုတ်ဟုတ်ရ ဘုန်းကို အခုကျွန်တော်ကျွန်တော်တို့က ဖြစ်နေတယ်ခါတော့မှာဟုတ်ကဲ့ပါ တောင်းပါတယ်ဘုရားပါတယ် ကျွန်တော်တို့လည်းခေတ်ဒီမှာပဲဆိုနေတာ အဲ့ဒါမှမဟုတ်သူတော့ခရမှာလို့အခုတော့ငါခေါ်တာ ဒီလိုလည်းဒီကျွန်တော်ဒီလာပြီးပြောနေလို့တော့ဘုရားကကောင်းတာ အကောင်းလားကောင်းလား ဟုတ်တယ် ကျွန်တော်နောက်ထပ်တန်ရရှိရကွာသူမြန်ဖုံးမွေဟိုပုံရိပ်ခံတာ ဟုတ်တယ်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 ညနေတော့ခဏနိုင်တော့ထွက်လာတာကွာတင်းကားတွေဟုတ်ကဲ့ပါ မဟုတ်ပါဘူးမြင်နေ အခုကဆက်ပါတယ်ဒါကိုဆက်မြောက်ကန်တယ်ဒီမှာဘယ်ကိုလဲဟုတ်ကဲ့ပါ မဟုတ်လေအခုခါနေတော့အခုဆက်ပေးပါအားလုံးရှင်းသွားအောင်လို့ ဟုတ်သူပြောတဲ့ဖုန်းနံပါတ်လေးတစ်လောက်ဆက်ပေးပါကိုတို့မဟုတ်လေအခုအားလာတဲ့ဖုန်းဖုန်းပဲဟာဟုတ်တယ်မလား ဘုရားစိတ်ပါလို့ဆိုတာစိတ် ဟိုလေမတက်နိုင်ဘူးလေအခုဒါကြီးအဲ့လိုကျွန်တော်ပြင်ထုတ်ပေးလိုက်ရိုက်သက်မှာဘာမှမ သိရ ဖြစ် သိရဟုတ် ပြန်လို့ဘုရားလည်းကလေးတွေကကျွန်တော်တို့တော့တောင်းနေ ကိုစုကညောင်းထဲမှာကျွန်တော်မိရ ကျွန်တော်ဝိုင်းလာရင်တွေ့တော့ဒေးလိုက်တယ်ဒါနဲ့တော့တက်လာတယ် ဒါနဲ့ ဒီဘက်လုံးပတ်ပြေးနေတာနော်ဒီဘက်လုံးပတ်ပြေးပြီးတော့ဒီဘက်ကလည်းနဲ့ပါလေ ကျွန်တော်တို့တော့ဒီတကယ်လို့အများကြီးလိုက်တယ်စစ်တိုးလိုက်ပြီးသွားမှာဟုတ်လားအခုတော့ကျွန်တော်တို့ခိုင်းလို့ကျွန်တော်တို့ကအခုတို့ပြန်ပြီးတော့ခိုင်းလို့အောင်တောင်းနေဆိုတာကသူ့အတွက်ကိုပြောတာ ရတယ်ကျွန်တော်တို့အိမ်မှာတော့ဒီကြတဲ့မနေ့ကဘောက်လိုက်ပို့လိုက်ပါဘူးစိတ်က သူကကျွန်တော်တိလို့ ဟုတ်ကဲ့ပါဘူး ကျွန်တော်သူ့ကိုမြင်မှုလို့ဒါနဲ့သူ့ကိုဘယ်သူဒီကိန်းကလေးခိုင်းခဲ့ရင်တော့သူ့ကိုဘယ်သူခိုင်းတာ ကျွန်တော်လည်းဒီလိုဟို9နိုင်ကတော့ဒီပါအိမ်ပြီးတော့မနေ့မှပြန်မတင်လို့ကျွန်တော်လည်းဟိုပြစ်လိုက်ဒီကိုကသူ့ရလို့ပြန်လွှတ်လိုက်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါသူကဘာသာလေးကိုတက်တက်ဝင်လာတော့နော်သိကြပါဘူး အဲ့ဒါ ဟိုဒါဝင်ယူတယ် ဟုတ်ကဲ့ပါရပါတယ်ရတယ် ဒါဝင်ယူတယ်ဆိုလို့ရှိရင်တော့ ဘာလဲသူ့ကိုမြင်မှုလို့ ဟုတ်ကဲ့ပါကျင်းသွားကျင်းသွား ဘာမို့ဆိုလဲအဲ့မှာ စကားမများနဲ့ဟော ကျွန်တော်တို့ ကျဲစစ်မှာတော့ကျွန်တော်တို့က ဘာမှပြောနေတာ ကိုလိမ့်တာတယ် ရတယ်ဟုတ်ကဲ့ပါ ဒါလည်းကြီးနေ ဟုတ်ကဲ့ပါ ဘယ်ညာလေးနဲ့အဓိကရတော့မယ် ကိုဖုန်းနံပါတ်လေး ဟုတ်ကဲ့ပါအဲ့ဒီတကောင်းလေး နာမည်ဖုန်းနံပါတ်မှတ်ဖို့နေနာမည်တွေချက်ရေး အဲ့ကျွန်တော်ဒီလာလိုက်ဟုတ်ကဲ့ပါဟုတ် ဒါ ရတယ် ဒါလိုက်မလား ကျွန်တော်နာမည်ပဲရေးခဲ့တယ်ဟုတ်ကဲ့ ဟုတ်တယ်ပဲယူတာ နာမည်ဖုန်းနံပါတ်မှတ်ဖို့နေနာမည် ဟုတ်တယ်ဟုတ်တယ်ရတယ်အဲ့ဒါ ရတယ်မိတ်ငါမိတ်သွားကြည့်လို့ရတယ်မိတ်သွားကြည့်လို့ရတယ် လေဘောနာလေးမျိုးတော့မင်းလေးကကြည့်တော့ကြည့်တော့အဲ့ဒါတော့သူစီရီကကြလို့ရ ဆရာအဲ့ဒါတရာပါ ဒါမိတ်လူဆွဲခေါ်လိုက်တာ တော်ရပါ အဲဒါလည်းရှင် တော့မလေးနေတယ်လို့ ဒါဒီလို ကိုတောင်းလို့ယူရတော့မှာ သိတာသိတာဟုတ်သိတာသိတာဟုတ် တော့နော် ကဲ့ပါ နောက်နေ့တွေ့နောက်နေ့ဒီလိုမှပြန်ပြီးကိုတာအောင်ရမှာနော် သိတယ်ပြန်ဖို့ပြလိုက်ပါဦး ကျွန်တော်တို့ဒါ ဟုတ်ကဲ့ပါ
ဟုတ်တော့နောက်နေ့ ရဲလိုက်တာလေး တိုင်းမှာသုံးဆုံးနေတယ်ဘာမှမလုပ်ဘူး ဒါဆိုလေကောင်းတော့လည်းနော်ဟုတ်တယ်ဒီနားလေ ဟုတ်လာနေတာပေါ့သူရှိတာကြီးမိုးလာတောင်းတာ လာပြီးတော့ဖြစ်တော့ဟုတ် ခုနကတော့ကြာဟုတ် sorry ကျွန်တော်မေးတာခုနကသူပြောတာ तू ကဒီမှာအင်းကြီးဒီမှာရောက်ပြီးရက်လာတော့ပြောတယ်ပြီးတော့ကျွန်တော်တရားပေါ်တော့ပြေးပြီးတော့နောက်ဆုံးညောင်းနေမှာဟုတ်တယ်ပါဟုတ်တယ်ရတယ်ဘာလို့ဘာလို့ဆောလာရတယ်ဒီဘက်ကလည်းလိုက်ဆောလာဘူးနေတယ်လူပြောင်းရှားပါလားလိုက်နေတယ်ဘူးနေတယ်လူပြောင်းဆိုပါတော့ကျွန်တော်ရဲ့အဆောက်ပြောနေပါလေတော့အခုကခိုင်လုံးနဲ့ရောက်ပါလို့ရှိရင်အမခံတဲ့လူလည်းရောက်ပြီဆိုလို့ရှိရင်ဟုတ်လားအခုတော့နောက်တစ်ခါတော့အခက်ဖြစ်မှာ နောက်တော့ဖြစ်မှာဟုတ်တယ် ဘာကျွန်တော်သိဟုတ်ကဲ့ပါကျွန်တော်သိဘူးဘာမှမဟုတ်ဘူး ရင်းရောက်ခမားရောက်အခုဒီမှာဘယ်လောက်တောင်ဒုက္ခတွေရောက်ကုန်လဲသိရမှာရက်ွက်လုံးအပြင်တော့နော်ဒါပေမဲ့အလုပ်ရှင်ဟောင်းနေရတာရတယ် ဟုတ်ကဲ့ပါရတယ် အဲ့နဲ့လက်ကင်တာနော်ခမားရေးတယ်ကြောဟုတ်လားဆက်လောက်ကြည့် ဟုတ်ကဲ့ပါ ဟုတ်ပါ မတော်ညောင်းဒီကဟိုချက်ခဲ့တယ် ပေါ်လာပေါ်လာတယ် လူမျိုးရတယ်တစ်ချက်တော့တက်တည်နေတူတော့နော်ဟုတ်ပြော ဒီလိုနိုင်900 ဟိုမဟုတ်နေတာလည်းဟိုမဟုတ်နေတာလည်း တက်တယ်လို့ တက်တည် ဒီလိုနိုင်900 အဲ့ဘုံဘုံလေး ငါအလုပ်ဘယ်လိုလုပ်ရလဲ ယာယီ ဘာဆရာကြီး တော့မူးပြီးတော့ခြေကားလေးတော့မှားရင်ဖားတော့ဒီကဖုန်းနံပါတ်တွေမှန်းမိတယ်နောက်ဝင်နေတယ်မှန်းမိတယ် မှန်ပြောဟိုရတယ် အဲသူကတော့မဟုတ်ဘူး ဘာလို့ဒီလိုခိုင်းတာလဲဗျာ ပါတယ် ဘူးပြီးတော့တော်တော်ဖြစ်တာ ဟယ်လို ကွာတော့ကျွန်တော်ကတော့ကျွန်တော်တို့က သိတာဟုတ်ကဲ့ပါ ဒီပါ ကျွန်တော်ခေါ်လိုက်တယ် ဟုတ်ကျေးဇူး ဟုတ်ဟုတ် ဟုတ်ကဲ့ဒီနိုင်လို့ဒီမနက်မှတက်လို့ရအောင်မနက်မှလာလို့ရ ကျွန် အောင် တော်ပြန်မလုပ်ပြန်နိုင် ခေါ်လာတယ်မနက်မှပဲတော့ဟုတ်တယ် ဘူးကိုကလည်းမျိုးနဲ့အခုဒီရှင်ကျွန်တော်ရက်ွက်ရုံမှာနေမှာထောင်ထဲသွားနေမှာနှစ်ခုပြတစ်ခုရွေးတာ ကျော်မိုင်းကနေကျော်မိုင်းပို့တယ်ဒါပြောတော့ငါအောင် ဒီကတော့ဒီကတော့နော်နေမလို့လေဒီလေပါ ဒီမှာသူများရှိတော့ဒီမှာသူများ ဘာကိုရတယ် တို့လို့ပြောဟိုကလည်းမင်းဒီလိုပြောအိမ်မှာအားနာပြန်ကိုမနေရာမှာလည်းမလက်နေတာပေါ့ဒီလိုစောင့်လုံလုံကြီးစောင့်နေတယ် ငါပြန်ပြန် ဘယ်တော့ ဘယ်လိုပြန်လာခင်ဗျာဒီအိမ်ဘယ်လိုပြန်ရဘာဘာနေရ ဘာတော့ဒီတော့လိုက်ကြည့် ရအဲ့ကိုတော့လာဘူးဆက်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  ပြောတယ်ရင်းတော့ပြရတယ်ဟိုအင်းရောဝင်ဘောရ အခုဒီဗီဒီယိုကိုပြန်ပေးလိုက်မယ်နော်ဟုတ်နော်ခဏလေး ဘယ်ပါလဲ ပါဦးလားပါဦး ကိုမြည်တဲ့အချိန်မှာဒီကပါပါ ပါဦးဘောရပါဦးအေးပါဦး ဟုတ်လားရပါအဲ့ဒါ ရက်လာတော့တဲ့သူကဒီကျုပ်ကိုပါလာပါကျုပ်ဒီ ဒါပါဒါပါ ဒီကကြောက်ပြရတော့ဒီကဒီကပြရแล้วว่าဝေလို့ဒီကแล้วဝင်လာတယ်ဒီနာမှာအာ ဟုတ်ကဲ့အဲ့ဒါကိုလည်းအဲ့လိုက် ဒါသိတော့ ဘော တော့ဖြည်းဖြည်းလိုက်ပါလေ แล้วว่าဘော နောက်မလာနဲ့နော်ခင်ဗျာဘယ်ချမ်းအောင်ခင်ဗျာအတုတ်စားတာကျွန်တော်တွေ့လို့ခင်ဗျာ ဒီကလည်းပြရော ဒီလိုပြောရရှိရောဒီကတော့ဒါရီကပြီးပြီးတော့ပြီး ဒီရော အခုတော့ဘုံသာဖြစ်ပြီးနေတာပါဟုတ် အဲ့ဒါမှမအဲ့ရအောင်လိုက်ကြည့်ခင်ဗျာတမျိုးနဲ့လုံးဘုရားလည်းကိုလည်းတည်နေတော့လေမှားမှာလို့ ဘာကြောင့်မှမဟုတ်ပါဘူး ရက်ကုန်ရေးတယ်မှာရက်ကုန်ရေးတယ်ဟိုရမရှိရလားရေးထား ဒါညီတို့ပြင်လေးတော့ပြီပါသူတို့ပြန်လာမှာနော်ရပြီမဟုတ်ဘူးလေနော်ပြီးတော့ ဟုတ်လား ချက်တော့တော့ ဒီအလေးမှာကျွန်တော်ရောရီဆိုင်မှာပြောတော့နော်နော်ဒီကလည်းတူတာမဟုတ်ဘူး ဒီမှာလည်းဘယ်လိုသူတို့ခေါ်ပြလာတယ် အဲ့တော့ရောက်ပြီဒီ ဘယ်လိုပြန်มาလဲအလက်ပုတ်ပေးဘူး ဟုတ်ပါရဲ့ပြပါတယ်ပြလာပြီ တန်းကောဟိုကော ဒီကျွန်တော်လုပ် ဟုတ်ကဲ့ပါဟုတ်ကဲ့ ဘယ်မှာတော့ရထုတ်လိုက်အဲ့ဒါတော့ အားမမမြင်ကြတယ်ကြားတယ်နော်လေ
ကိုကလည်းမပြော လိုက်တာနော်ဒီလိုပါပဲနော်ကျွန်တော်ကြုံကြည့် ကျွန်တော်နောက်အောင်လို့မဆိုးပါနဲ့လို့ပြောနေတာဘာလို့ဘာလို့ ကိုအခုဘယ်လိုပြန်မလဲ ပြတ်သားပါလို့ ဟုတ်လိုက်အခုလိုက်ပါဟုတ်ကဲ့ ခဏလေးနေခဏလေးနေပြန်ထိုင်ခဏဟုတ်ကဲ့ကျွန်တော်မှတ်သားလုပ်ပေးတယ်နေကျွန်တော်ရက်ွက်တွေကအခုလူတိုင်းဖြစ်နေတာသူနောက်နေ့တခြားနေ့ရောက်သွားနိုင်ဘူးပြောတာ မလားဘူးလေ မလာဘူးပေါ့ကျွန်တော်တို့ဒီလိုလာတခြားနေ့ ဒီတော့ဒီမိရပေါ့ ဟုတ်ဟုတ် ခဏနေဟုတ်ပါ ဒီလေးဘယ်လိုလုပ်ချင်လဲ ကျွန်တော်ကရေကောက်ပွဲအမှင်တွေ့ရင်တို့ဘာလို့လဲသူကမြန်ကုန်ဝင်းနဲ့မရှိရောစပိန်နဲ့ပြောင်းနေအခုတော့လုပ်ပေးတယ်ဘာလို့လဲဆိုတော့ဒီဥစ္စာကျွန်တော်ရက်ွက်လုံးလုံခြုံရေးနဲ့ဆိုင်သူတခြားနေရာမှာရောက်သွားနိုင်တယ်အခုတစ်မျိုးလုံးတစ်မျိုးနယ်လုံးကဖြစ်နေရတစ်မျိုးနယ်လုံးဆိုရန်ကုန်တစ်မျိုးလုံးတစ်နိုင်ငံလုံး ဘယ်မှာလဲ ဘာလို့ဒီတိုင်းပြန်လုပ်ပြီးလို့ပြန်ကျွန်တော်ဒီရက်ွက်တွေဒီချိန်ရောက်လာတဲ့ကလေးကပုံမှန်မဟုတ်ဘူး ဟောရောက်ချမ်းမြေးစီကစုတ်တန်တော့တောင်းလိုက်စုတ်တယ် ပါ တတူးထိုးပေးလိုက် ဟာဆောင်တော့ ဘယ်မနောက်ဘူးခဏလေးနေဦး ဟောင်းနေအောင်နောက်ဆက်အောင် မဟုတ်ဘူးခဏလေးနေဦးကျွန်တော်တို့ကလွတ်ပေးခြင်းတယ်ဒါပေမဲ့မီဒီယာတောင်းဆိုနေတာကိုပြောတာအခု မဟုတ်ကိုမီဒီယာမတောင်းဆိုရက်ွက်ကတောင်းဆိုတာမီဒီယာမတောင်းဆို ရက်ွက်ကဒါမီယာမဟုတ်ကျွန်တော်ရက်ွက်က ဟုတ်ခဏလေးနေဟုတ်ကျင်းစီပေါင်းဒီနေရာကိုပလေကားလေးနဲ့ပြီးလိုက် ဟာဟုတ်ကဲ့ဟုတ်ဖြောက် ကျွန်တော်နာကြအောင်ဒါနာကြအောင်လုံးလိုက်ကျွန်တော်တို့ဘက်အလုံးဖြော ဟုတ်ဟိုလေခဏလေးဟိုနေပါတို့တာတခုခုကျွန်တော်တို့ဒီလာမှတ်သားဘက်ကမြင်နေပဲဖြစ်ဖြစ် မဟုတ် ဟုတ်တယ်ကျွန်တော်တို့ဟိုဖြတ်ရတဲ့ရေကောက်ပွဲတော့မြင်နေမရှိတော့လားကို အဲ့ဒါ UC ကပြန်နေသွားလောက်ပြီ ပြီးတော့ပြန်ပြန်ဟုတ်တယ်မင်းက UC ကိုပြန်ရတယ်ဟိုဖြစ်လေကွာလေတော့တခုပြောမလို့ဟိုဖြစ်သူ့ကိုလွတ်ပေးလိုက်ကျွန်တော်လိုက်မှလည်းသူ့ပုံပါတယ်ဟိုဘာလို့ तू လဲလူခွင့်ရေးရလူနိုင်ငံသားတယောက်အနေနဲ့လွတ်ပေးလိုက်ပဲဒီလိုက်မှလည်းသူ့ပုံပေါ်နေပါ အဲ့ဆိုလို့ရှိရင်ခဏပြန်နိုင်မှာမဟုတ်ခင်ဗျာထောက်ဝင်မှုရှိခဏပြန်ထိုင်နေဘာလို့ကျွန်တော်ဒီဥစ္စာတခုအမှတ်သားလုပ်ပေးမှောက်ခင်ဘာလို့လဲသူတို့နောက်နေ့တခြားနေရာရောက်သွားနိုင်တယ်အခုတမျိုးနဲ့တော့တခြားအုပ်စုလိုက်ရပြီ သေးပါတယ်ဒီမှာကောင်းကောင်းလား ခင်ဗျာတထိပ်လိုမျိုးခင်ဗျာလိုမျိုးအဲ့တော့ခင်ဗျာတိတ်တိတ်နေကြကျွန်တော်တို့ဆိုနေ လွတ်ပေးခြင်းတယ် ဟုတ်ကျွန်တော်တို့ဒီဥစ္စာသူ့ညခုံးမအပြောင်ရိပ်ရေးရေးလိုက် ဘာလုံရမပေါ့ဘူး အေးမရှိဘူးဘလို့ဖြစ်အပြောင်ရိပ်ဘလို့ဖြစ်တိုင်းလိုက်စူးစူးလေးဖြစ်သွားမယ်ဘလို့ဖြစ်ကျွန်တော်အမှတ်သားတစ်ခုတော့လုပ်ပေးဖို့လိုအပ်တယ်ဗျာဟုတ်တယ် မညကုန်းမရိတ်တာတွေပါရနည်းနည်းဟိုရှင်းပြကျွန်တော်ပြောတာပါလူခွင့်ချိုးဖောက်ကြလို့ဟိုကလေမာကာပန်ပါမနက်မင်းနဲ့ ပါမန်နဲ့မင်း လေးနဲ့လုပ်ပြလိုက်ရ ပါမန်နဲ့မင်းရှိတာပါမန်နဲ့မာကာရှိတာ ဒါလေးထိုင်နေဟောကလေးတောင်းဆို ပါမန်နဲ့မာကာရှိတဲ့သူတွေတစ်ချက်တော့ပေးပါပါမန်နဲ့မင်းနဲ့ ပြင်ကြောင်းလေး โอเคနေတာဒီမှလည်းဆက်ဖက်ဒီကလူကြီးအောင်ပါတခါကျစတက်စီရမှန်ဆက်ဖက်ကြတယ်မှန်နေဆက်ဖက်ကြတယ်ရတာအဲ့တော့ဘာလဲအခေါ်ရတယ်သူရဲ့ အမေနေမရှိရခိုင်ငါ့ကိုစပညာဆိုင်ရာကိုကြီးသွားခေါ်ပြီးတော့ဘုရားလေးပလိတ်သား level လီဖို့ အဲ့တော့ကျွန်တော်ဒီရန်ကုန်တစ်မျိုးလုံးမှာဒီလိုဖြစ်နေရဆိုတော့သူ့အမှားသားတစ်ခုလုပ်ပေးမှဖြစ်တယ်ကျွန်တော်ယုံလို့မရဘူး ပြန်စားမှာပြန်စား ဟုတ်ကဲ့ကျွန်တော်ပြီးလို့ရှိရင်အထဲကိုပြန်ဝင်ပေးပါမယ်ခင်ဗျသူဟိုမင်းနဲ့တိုးဖို့တော့လုပ်နေပါတယ်ကျွန်တော်ဒီပထမမတိုင်ခင်တုန်းကဒီရက်ကွက်ထဲမှာတယောက်ပြီးတယောက်လူစိမ်းတွေတွေ့တယ်လို့ပြောတယ်ဒါပေမဲ့အောက်မှာဆင်းကြည့်ပြီးတေချာမေးကြည့်တဲ့အချိန်မှာဘယ်သူမှမသိပါဘူးဟိုဘလန်ထိတ်ကပြောလို့လိုက်တာပါဒီနောက်ဖေးလန်းကြောက်ဝင်တာပါဟိုလူပြောလို့ပါဒီလူပြောလို့ပါဟိုအင်ကြီးအယောင်လေးပါဒီအင်ကြီးအယောင်လေးပါဆိုအမျိုးမျိုးကွဲပြားနေတာတွေ့ရပါတယ်အဲ့တော့ဒီရက်ကွက်ကလူတွေကလည်းဟိုလိုက်ဒီလိုက်နဲ့အကုန်လုံးမောတာပဲရှိတာကိုတွေ့နေကြပါတယ်ခင်ဗျကျွန်တော်ကိုယ်တိုင်လည်းဒီအောက်ကိုဒီလုံခြုံရေးရလိုက်ကြည့်တာတွေရှိပါတယ်ဒါပေမဲ့အခုနောက်ဆုံးတော့ဒီနားလေးမှာဒီကျွန်တော်တို့ဒီရက်ကွက်ထဲကအရက်ဆိုင်တစ်ခုမှာအရက်ဝယ်တောက်ပြီးတော့ဒီကြောက်လို့ပုံးနေဆွဲလူတယောက်ကိုတော့တွေ့ပါတယ်ခင်ဗျသူ့အာမခံတဲ့လူတယောက်ကိုလည်းတွေ့ပါတယ်အခုသူ့ကိုမင်းတုပ်ဖို့မင်းဟိုပါမနက်မင်းလုတ်ပေးဖို့ကြိုးစားနေပါပထမရက်ကွက်ကလူတွေကဒီမျက်ခုံးမျိုးကိုရိတ်မယ်ဆိုပြီးပြောပါတယ်ခင်ဗျဒါပေမဲ့ပါမနက်နောက်ဆုံးတော့ပါမနက်မင်းနဲ့ပဲတုံးမယ်လို့ဆုံးဖြတ်လိုက်ပါတယ်အနေရောက်လား သူ့ကိုရက်ကွက်ထဲကဒီရက်ကွက်ထဲမှာဒီမှာခါတိုင်းအတုတ်လာစားနေကြတွေ့ရဆိုပြီးတော့တက်တိခံပေးထားတဲ့လူတွေလည်းရှိနေပါခင်ဗျသူတို့ကသူ့ကိုဘာမှမဖြစ်အောင်ကယ်ပေးထားတာပါခင်ဗျ
ချက်ထုတ်ပါ ခဏလေးပြီးတော့ဗျာဒီချမ်းနေရလေးကျိုး ကိုနှစ်ရွက်ကြားရဲထည့်ပြီလားနှစ်ရွက်ဆိုသူရေချိုးလက်ဖြတ်ခက်ကျွင်းနေရတယ် နော် ဟုတ်ကဲ့ကျွန်တော် live ကိုဒီမှာပဲကျန်လာလိုက်ပါမယ်ခင်ဗျာဟုတ်ကဲ့ပါ ဟုတ်တယ်